ဒါလေးကတော့ဒီနေ့ကျမရှိမှာလာဝယ်သွားတဲ့ customer လေး3ယောက်ပါဒီနေ့သူတို့ကပဲဈေးဥဖောက်ပေးတာပေါ့နော်သူတို့ကဘလောက်ပါလဲဆိုတော့သူတို့ပါတဲ့ပတ်စံတွေထုတ်ပြတယ်ပေါ့နော်ဘာလိုချင်တာလဲဆိုတော့300တဲ့နို့ပေါမော်ရေခဲချောင်းတွေလိုချင်တာတဲ့အဲ့ဒါနဲ့ကျမစဉ်းစားလိုက်တယ်90ကတော့ short လိုက်မယ်ပေါ့အဲ့တော့300တဲ့ရေခဲချောင်းတစ်ချောင်းရမယ်200တဲ့ရေခဲချောင်း2ချောင်းရမယ်ဆိုပြီးတော့သူတို့နဲ့သဘောတူညီပြီးတော့ပေးလိုက်တယ်ပေါ့နော်ပေးလိုက်တော့သူကအိတ်နဲ့ထည့်ပေးပါတဲ့ okay အိတ်နဲ့ထည့်ပေးလိုက်တယ်အဲ့ဒါပြီးတော့ရလဲရရောလေသူတို့ကဘာလုပ်ကြလဲဆိုတော့အဲ့ထက်ကနေပြီးတော့ဒီနိုးပေါမော်ရေခဲချောင်းကိုလူကြတာအဲ့ဒါပြီးငိုယိုပြီးတော့ရံဖြစ်ကြသေးတယ်ကဲအဲ့ဆိုရင်နောက်တစ်ခါကျရင်တော့နိုးပေါမော်ရေခဲချောင်းဝယ်ချင်တယ်ဆိုလို့ရှိရင်1000တန်ယူလာခဲ့နော်လို့ပြောပြီးတော့ customer လေး3ယောက်ကိုပြန်လွှတ်လိုက်ပါတယ်ရှင်ကလေးတွေကိုချစ်လို့တနာလို့ဆိုပြီးရေခဲချောင်းကိုဈေးလျှော့ပေးလို့မရဘူးပေါ့နော်ဈေးလျှော့ပေးလိုက်လို့ရှိရင်ထားတော့သူတို့မှ100တန်ပဲပါလို့200တန်ရေခဲချောင်းကို100နဲ့ပေးလိုက်တယ်ဆိုလို့ရှိရင်သူကနောက်ကျလို့ရှိရင်လေသူက100နဲ့ရေခဲချောင်းလာဝယ်ကြတော့တာအဲ့ဒါပေါ့ဟိုတနေ့ကပေါ့အန်တီကရေခဲချောင်းကို100နဲ့ရောင်းပေးတာတို့ဘာလို့အဲ့လိုမျိုးဆိုလို့ရှိရင်လှုပ်ရှုပ်တယ်ပေါ့နော်ကျန်တဲ့ကိုမရှိဘဲနဲ့အိမ်သားတွေရောင်းတဲ့ခါကြလို့ရှိရင်ဈေးတွေကအမျိုးမျိုးဖြစ်ရင်သူတို့မရောင်းတတ်မှာဆိုလို့သတ်မှတ်ထားတဲ့ဈေးအတိုင်းပဲရောင်းပေးတယ်အခုကလေးတွေကကြတော့သူကပတ်စံကဘလောက်တန်မှန်းလည်းမသိဘူးဘယ်လောက်ပါမှန်းလည်းမသိဘူးအဲ့လိုကလေးတွေမျိုးကြလို့ရှိရင်တော့အဲ့လိုမျိုး50 100လောက်ကတော့စဉ်းစားမနေတော့ပေးလိုက်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့လေဟိုပတ်စံတွက်တဲ့ကလေးကလာဝယ်လို့ရှိရင်အဲ့လိုရှော့မိသွားလို့ရှိရင်သူကအမြဲတမ်းဈေးစစ်ချင်တော့